အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဤပညာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့အပတ်ကတော့ဖုန်းတွေခွန်ဆောင်ပြီးစစ်ပုံစစ်နည်းကိုမသိသေးတဲ့သူတွေအတွက်ကျွန်တော်ဝေမျှပေးခဲ့ပါတယ်ကျွန်တော်တို့နိုင်ငံမှာအခုအချိန်မိုဘိုင်းသုံးတဲ့သူတွေကအတော်လေးကိုများနေပါတယ်ဖုန်းကကျွန်တော်တို့အတွက်မရှိမဖြစ်လိုမျိုးတောင်ဖြစ်နေကြပါပြီဒါကြောင့်ကိုသုံးနေတဲ့ဖုန်းတွေခွန်မဆောင်ရသေးလို့သုံးမရတော့မှစိုးရိမ်နေကြတဲ့သူတွေလည်းရှိပါတယ်အခုအချိန်မိုဘိုင်းသုံးတဲ့သူတွေဒါကြောင့်မို့အရန်စိတ်မပူပါနဲ့လို့ဒီဗီဒီယိုလေးနဲ့ကျွန်တော်ပြောပါရစေ။ဘာကြောင့်စိတ်ပူစရာမလိုတဲ့အကြောင်းကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါမယ်။ကျွန်တော်ရဲ့ဒီနည်းပညာတွေဝေမျှနေတဲ့ channel ကို subscribe လေးမလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပေးခြင်းနဲ့အားပေးခဲ့ပါအောင်နော်။ဟုတ်ကဲ့ရှေ့ကဗီဒီယိုကိုမကြည့်ဖြစ်တဲ့သူတွေအတွက်ကိုဖုန်းကအခွန်ဆောင်ပြီးသားလားမဆောင်ရသေးဘူးလားဆိုတာကိုစစ်ပုံစစ်နည်းကိုထပ်မံပြောပြပေးပါမယ်တို့တို့ဖုန်းကောခေါ်ပါမယ် star share 06 share ကိုနှိပ်လိုက်ပါအဲ့ဒီအခါမှာကျွန်တော်တို့ဖုန်းတွေမှာဆင်းကတ်နှစ်ခုထည့်ထားတယ်ဆိုရင်เนาะ IMEI ဆိုတဲ့နံပါတ်နှစ်ခုပေါ်လာပါလိမ့်မယ်เนาะ IMEI ဆိုတာကတော့ကျွန်တော်တို့ဖုန်းတွေရဲ့မူလအမှတ်အသားကုတ်နံပါတ်ဖြစ်ပါတယ် handset တွေစထုတ်စဉ်ကတည်းကဒီဖုန်းတိုင်းမှာဒီနံပါတ်တွေက IMEI ရဲ့နံပါတ်တွေကပါလာပြီးဖြစ်ပါတယ်เนาะကျွန်တော်တို့ဖုန်းရဲ့အဲ့ဒီ IMEI ရဲ့နံပါတ်ကို CEIR ဆိုတဲ့မိုဘိုင်းဆက်ပစ္စည်းသက်သေခံစနစ်နဲ့ချိတ်ဆက်အသုံးပြုခွင့်ရဖို့အတွက် handset ကခွန်ဆောင်ပြီးသား handset ဖြစ်ရပါမယ်ဒါဆိုရင်ခွန်ဆောင်ပြီးကိုကျွန်တော်တို့စစ်ကြည့်ကြရအောင်ကျွန်တော်တို့ဒီ star chat 06 chat ကိုနှိပ်လိုက်တဲ့အခါဒီလိုမျိုး IMEI ကုတ်နံပါတ်ဒီပေါ်လာပါမယ်ဒီပေါ်လာတဲ့ကုတ်နံပါတ်တစ်ခုကိုကျွန်တော်လက်လေးနဲ့ဖိလိုက်ပါဖိလိုက်တဲ့အခါအောက်မှာ copy ဆိုတာလေးတွေ့လိမ့်မယ်မိတ်ဆွေတို့အဲ copy ကိုထပ်ပြီးတော့တစ်ချက်ကလစ်လိုက်ပါမယ်ခင်ဗျာဒါ copy ကလစ်ထိုင်မယ်ပြီးတဲ့အခါကျွန်တော်တို့ဖုန်းတွေမှာပါတဲ့เนาะ Google ဖွင့်ပါမယ် internet လေးတော့ဖွင့်ထားဖို့လိုပါမယ် Google တွေကိုကျွန်တော်တို့ဝင်ရအောင် Google ထဲမှာCEIR လို့ရလိုက်ပါ CEIR เนาะရလိုက်တာနဲ့အောက်မှာ CEIR GOVMM လို့တွေ့လိမ့်မယ်ဒါလေးကိုဆက်ပြီးကလစ်ပါဒီမှာ CEIR GOVMM ကိုထပ်ပြီးတော့ကလစ်ပါမယ်ဒါတော့ကျွန်တော်တို့ handset တွေအတွက်အခွန်ပေးဆောင်ရန်နေရာကိုရောက်ပါပြီနောက်ပြီးတော့IMEI အရှိနီကိုရှင်းစည်းတဲ့နေရာကိုရောက်ပါပြီကျွန်တော်တို့ရခုန copy ယူလာတဲ့ IMEI နံပါတ်ကเนาะဒီကျွန်တော်တို့ CEIR ဆိုတဲ့စနစ်ထဲမှာ register လုပ်ပြီးသားလားမလုပ်ပြီးသားလားဆိုတာကိုတစ်ချက်စစ်ကြည့်ကြအောင်လက်ရှိအရှိအနေဆိုတာလေးကိုမိတ်ဆွေကကလစ်လိုက်ပါလက်ရှိအရှိအနေကိုစစ်ဆေးရန်ကိုကျွန်တော်ကလစ်ထားပါတယ်ဒီမှာI'm not a robot ဆိုတာလေးကိုကလစ်ပေးရပါမယ်ဒါကတော့ကျွန်တော်တို့အမှန်ကန်လူသားသုံးတာဟုတ်မဟုတ်ပေါ့နော် AI စက်ရုပ်တွေသုံးပါဆိုလို့ဒါလေးတွေကစစ်တဲ့သဘောပါ I am not a robot ဆိုတဲ့အကွက်လေးထဲမှာတစ်ချက်ကလစ်လိုက်ပါလောက်တာအခုလို okay သွားပြီဆိုရင်ကျွန်တော်တို့ခုန copy ယူလာတဲ့ IMEI နံပါတ်ကိုဒီထဲမှာထည့်ပြီးတော့လက်ကလေးနဲ့ဖိလိုက်ပါနော်ဖိလိုက်တဲ့အပေါ်မှာ paste ဆိုတာလေးပေါ်လာလိမ့်မယ်အမဲရောင်လေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ကလစ်လိုက်မယ်โอเคတွေ့ပြီဒါဆိုရင်ကျွန်တော်တို့လက်ရှိကျွန်တော်တို့နံပါတ်ကเนาะလက်ရှိအရှိန်တွေကိုစစ်ဆေးကြည့်ပါမယ်အခုကျွန်တော်မျှပြထားတဲ့လက်ရှိအရှိန်တွေစစ်ဆေးရန်ဆိုတာလေးကိုကလစ်ကြည့်ပါမယ်โอเคဒါကျွန်တော်ရဲ့နံပါတ်ကတော့လက်ရှိအရှိန် IMEI အရှိန်ကတော့မှန်ကန်ပါတယ်အခွန်ပေးဆောင်ထားမှုအရှိန်ကလည်းပေးရှိပြီးဖြစ်ပါတယ်တဲ့เนาะဒီကျွန်တော် handset ကိုခွင့်ပြုထားပါတယ်တဲ့ဆိုပြီးတော့သူကပြောပါတယ်ဟုတ်ပြီဒါဆိုရင်ပြီးပါပြီနဲ့ကျွန်တော်ပြန်နှိပ်မယ်နောက်ထပ်
ကျွန်တော်မှာစင်ကတ်မြန်မာစင်ကတ်နှစ်ခုရှိလို့ရှိရင် IME ရဲ့နံပါတ်နှစ်ခုပေါ်လိမ့်မယ်နောက်ကတစ်ခုကိုလည်းအဲ့လိုမျိုးပဲ copy ယူပြီးတော့ဒီလက်ရှိအခြေအနေမှာစစ်ဆေးလို့ရပါတယ်လက်ရှိအခြေအနေမှာစစ်ဆေးလို့အကြောင်းမျိုးကြောင့်တစ်ခုခု error ပြတယ်ဆိုရင်စင်ကတ်နေရာကိုပြောင်းပြီးတော့ပေါ့နော်ရှင်းနဲ့နောက်နဲ့ကိုစင်ကတ်1နဲ့2နဲ့နေရာပြောင်းပြီးပြန်စစ်ကြည့်မယ်ဆိုရင်တော့အဆင်ပြေသွားတာတွေ့ရပါလိမ့်မယ်ဒါကတော့ CEIR ရဲ့နော် website ထဲမှာ CEIR စနစ်ထဲမှာကျွန်တော်တို့ရဲ့ IMEI ကိုကျွန်တော်တို့ handset တွေကိုချိတ်ဆက်ပြီးတဲ့အခြေအနေကိုစစ်ဆေးတာဖြစ်ပါတယ်ဒါဆိုရင်ကဲအခွန်ပေးဆောင်မယ်ဆိုရင်လည်းဒီအခွန်ပေးဆောင်ရန်ဆိုတဲ့နေရာကနေပြီးတော့ဆက်လက်သွားပေးဆောင်လို့ရပါတယ်ကဲဒုတိယပိုင်းအနေနဲ့ဒီခွန်အတွက်စိတ်မပူကြနဲ့ဆိုတာပြောမယ့်အပိုင်းဖြစ်ပါတယ်အခွန်နဲ့ပတ်သက်ပြီးတော့ကြည်ပြန့်ပြန့်အမျိုးမျိုးပြောနေကြတာမိတ်ဆွေတို့တွေ့ရမှာပါကျွန်တော်လည်းအသေးစိတ်လိုက်လာကြည့်တဲ့အခါမှာတရားဝင်ထုတ်ပြန်ချက်ကိုအခုလိုမျိုးတွေ့ရပါတယ်Google ထဲမှာ MOI မြန်မာလို့ရိုက်လိုက်ပါဒါပြန်ကြားရေးဝန်ကြီးဌာနရဲ့ website ဖြစ်ပါတယ် MOI မြန်မာလို့ရိုက်လိုက်ရင်သူ website တွေကိုတစ်ချက်သွားကြည့်ပါမယ်မှာတော့ပြန်ကြားရေးကသတင်းပေါင်းစုံတင်ထားပါတယ်ကျွန်တော်တို့ IMEI နဲ့ပတ်သက်လို့ကြည့်မယ်ဆိုရင်တော့အများဆုံးရှာတဲ့နည်းလေးကိုကျွန်တော်ပြောပြပါမယ်ဒီမှာ search box လေးရှိပါတယ်အဝိုင်းလေးနဲ့ပေါ့နော်အဲ့ဒါလေးကို click လိုက်ပါ click ပြီးရင် search ထဲမှာ IMEI လို့ရိုက်ပြီးတော့ search လုပ်လိုက်ပါအဲ့ဒါကဒီမှာကျွန်တော်တို့မိုဘိုင်းဖုန်းနဲ့ပတ်သက်တာတွေသူတရားဝင်တင်ထားတာရှိပါတယ်နော် CEIR စတင်အသုံးပြုဆောင်ရွက်မဲ့အစီအစဉ်ကိုပြည်သူတို့အသိပေးကြေညာခြင်းဆိုတာလေးကိုကြည့်လိုက်ပါမယ်နော်အသိပေးကြေညာတဲ့အကြောင်းကိုတရားဝင်ထုတ်ပြန်ထားပါတယ်ဒီ IMEI ဆိုတဲ့အကြောင်းကိုပထမစာပိုင်းမှာသူကပြောထားပါတယ်ဒုတိယစာပိုင်းမှာတော့IMEI စတင်ကျင့်သုံးရမယ့်အနေအထားကိုသူကပြောထားပါတယ်တို့မိုဘိုင်းလက်ကင်ဖုန်း handset တွေကိုတဲ့ပြည်တွင်းမှာယုံကြည်စိတ်ချစွာအသုံးပြုနိုင်ဖို့အတွက်2026ခုနှစ်မတ်လပထမပတ်မှာစပြီးတော့ဒီမိုဘိုင်းဆက်ပစ္စည်းတက်တည်ခံမှတ်ပုံတင်စနစ်ပေါ့နော် CEIR ကိုစတင်အသုံးပြုဆောင်ရွက်သွားပါမယ်တဲ့တို့မတ်လပထမပတ်ကလေးသူကစနေတာပါနော်အပိုင်3ကအဓိကအချက်ဖြစ်ပါတယ်အများပြည်သူတို့လက်ရှိအသုံးပြုနေတဲ့လက်ကင်ဖုန်း handset တွေကိုအခွန်ပေးဆောင်ရန်မလိုအပ်ဘဲဆက်လက်အသုံးပြုနိုင်ဖို့အတွက်တဲ့နော်အခွန်ပေးဖို့မလိုပါဘူးတဲ့အခွန်ပေးဆောင်ရန်မလိုအပ်ဘဲဆက်လက်အသုံးပြုနိုင်ဖို့အတွက် CEIR စနစ်မှာခွင့်ပြုစည်းရင်းမှာအလိုလျောက်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်တဲ့နော်အလိုလျောက်ထည့်သွင်းပေးသွားပါမယ်ဒါကြောင့်မလို့စိတ်မပူပါနဲ့လို့ကျွန်တော်ပြောချင်တာပါဒီလိုခွင့်ပြုစည်းမှာပါဖို့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့2026ခုနှစ်မတ်လ31ရက်နေ့နောက်ဆုံးထားပြီးတော့ဒီကျွန်တော်တို့ရဲ့မြန်မာစင်ကတ်တွေဖြစ်တဲ့ MPD Aptam Unite Mindtel စတဲ့စင်ကတ်တွေပေါ့နော်ဒီမြန်မာစင်ကတ်တွေကိုကျွန်တော်တို့ရဲ့ handset ထဲမှာထည့်ပြီးတော့ဖွင့်လှစ်အသုံးပြုထားရန်လိုအပ်ပါမယ်တဲ့နော်ကျွန်တော်တို့ကသုံးနေတဲ့ handset တွေကိုဒီစင်ကတ်တွေထည့်သုံးလိုက်တာနဲ့သူတို့ရဲ့ CEIR စနစ်ထဲမှာသူတို့ကမှတ်ပုံတင်ထားပြီးဖြစ်ပါတယ်တဲ့နော်ဒါကြောင့်မလို့ဒီမိုဘိုင်းလက်ကင်ဖုန်း handset တွေကိုဒီပမာတင်သွင်းတဲ့လုပ်ထုံးလုပ်နည်းတွေကိုနောက်တစ်ခုကပြောပြထားပါတယ်အပိုင်9မှာဆိုရင်တော့2026ခုနှစ်ဧပြီ1ရက်ကစပြီးတော့ခွင့်ပြုစည်းရင်းမှာမပါရှိတဲ့နော်မိုဘိုင်းလက်ကင်ဖုန်းတွေနော်တရားမဝင်လမ်းကြောင်းကတွင်းလာတဲ့မိုဘိုင်း handset တွေဆိုရင်တော့ဒီလိုမျိုးဖြစ်တတ်ပါတယ်ဒီမိုဘိုင်းဆက်သွယ်ရေးကွန်ရက်စတင်ချိတ်ဆက်အသုံးပြုခြင်းရနေပြီးတော့ရက်ပေါင်း30အတွင်းသူကရက်ပေါင်း30အတွင်းယာယီအသုံးပြုခွင့်ပေးအောင်ပါနော်မှတ်ပုံမတင်ထားသေးတဲ့ဟာတွေဆိုရင်လည်းအခွန်မဆောင်ရသေးတဲ့ handset တွေဆိုရင်လည်းဧပြီ1ရက်နေ့ကစပြီးတော့နော်ရက်ပေါင်း30အဲကာလကြော်သွားပြီဆိုရင်တော့ကြားတဲ့အခွန်နဲ့ဒဏ်ကြီးတွေကိုပေးဆောင်ပြီးမှသုံးလို့ရမှာပါအခွန်အခတွေပေးဆောင်မှုဆိုရင်လည်းကျွန်တော်အခုနရှေ့မှာပြောခဲ့တဲ့ CEIR ဆိုတဲ့ site ကလေးတွားပြီးတော့ပေးဆောင်လို့ရပါတယ်နော်အသေးစိတ်သိချင်ရင်တော့ဒီနော်ဆက်သွယ်မေးမြန်းလို့ရတဲ့နံပါတ်တွေကိုလည်းသူကအောက်မှာအပိုက်ရှင်းမှာပြောထားပါတယ်နော်အဲ့ဒါလေးပြီးတော့အသေးစိတ်
မိတ်ဆွေတို့ကအသေးစိတ်မေးမြန်းလေ့လာလို့ရပါတယ်ကျွန်တော်လက်ရှိသုံးနေတဲ့ mobile handset တွေကအခွန်ပေးဆောင်ရန်မလိုပဲဆက်လက်အသုံးပြုနိုင်ဖို့ဆိုရင်2026မတ်လ31ရက်နေ့နောက်ဆုံးထားပြီးတော့ဒီမြန်မာစင်ကတ်တွေကို handset ထဲထည့်သုံးဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်ဝေမျှပေးခြင်းပါတယ်။ကဲပါကျွန်တော်ချစ်ခင်လေးစားတဲ့ကျွန်တော်ဗီဒီယိုကိုလေ့လာကြတဲ့မိတ်ဆွေအားလုံးအဆင်ပြေကြပါစေခင်ဗျာ။တည်ကျင်တာမရှင်းတာရှိခဲ့ပါရင်လည်း comment မှာပြောခဲ့နိုင်ပါတယ်။ကျွန်တော်ရဲ့ဒီ channel ထဲမှာဆိုရင် online ကနေအမှန်အကန်ငွေရှာနည်းတွေ AI အသုံးပြုနည်းတွေဖုန်းအသုံးပြုနည်းတွေကွန်ပျူတာအသုံးပြုနည်းတွေစတဲ့ဒီပညာဆိုင်ရာသင်ခန်းစာအများကြီးရှိပါတယ်ခင်ဗျာ။တွားရောက်လေ့လာလို့ရပါတယ်။ကျွန်တော်ကို like and subscribe လေးနဲ့အားပေးရှင်းပြခဲ့ဖို့လည်းမမေ့ပါနဲ့ဦးနော်။နောက်ထပ်ဗီဒီယိုမှာထပ်မံဆုံတွေ့ကြပါမယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။